ပြည်နယ်တောင်ပိုင်းလင်းခိခိန်မှာတည်ရှိတဲ့မောက်မယ်မြို့ဟာပင်လယ်ရေမျက်နှာပြင်အထက်ပြမ်းများ1630ပေအထက်မှာတည်ရှိပါတယ်။ရှမ်းလူမျိုးနဲ့ပိုလူမျိုးများအများစုနေထိုင်ကြပြီးစိုက်ပျိုးရေးလုပ်ငန်းနဲ့အဓိကအသက်မွေးကြပါတယ်။မြို့နယ် area Stream မိုင်အနေနဲ့လည်း945 Stream မိုင်ရှိပါတယ်။ရက်ွက်9ခုနဲ့ကြေးရွာအုပ်စု10ခုနဲ့ဖွဲ့စည်းတည်ရှိပါတယ်။မောက်မယ်မြို့ဟာရှေးရခင်ကရှမ်းစော်ဘွားများအဆက်ဆက်အုပ်ချုပ်ခဲ့တဲ့မြို့တစ်ခုဖြစ်တာကြောင့်စော်ဘွားများတည်ထားခဲ့တဲ့ဘုန်းတော်ကြီးကျောင်းများနဲ့ဇေဒီပထုများမြောက်များစွာတည်ရှိနေတဲ့မြို့ဖြစ်ပါတယ်။ခရစ်နှစ်1800ခုနှစ်ကနေစတင်ပြီးကမှမောက်မယ်မြို့စော်ဘွားဆက်ကိုတည်ထောင်တာဖြစ်ပါတယ်။သူကတော့နန်းဆန်တဲ့16နှစ်ရှိပြီးခရစ်နှစ်1819ခုနှစ်မှာနတ်ရွာဆန်ကန်တော်ကုံသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မောက်မယ်မြို့အနေနဲ့ပထမဆုံးတည်ခဲ့တဲ့စော်ဘွားကြီးဆိုင်းကြောက်ကိုအမှတ်တရရုပ်တုထုလုပ်ပြီးကမှကျွန်တော်တို့ကိုးကွယ်ထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မောက်မယ်မြို့ကိုတမိုင်းမှတ်တမ်းစပြီးကမှတင်နိုင်တာကတော့ခရစ်နှစ်1800ခုနှစ်ကနေစပြီးကမှမှတ်တမ်းတင်နိုင်ပါတယ်ဒီမှတ်တမ်းတွေကိုကုန်းပေါင်ခက်မဟာရာဇဝင်ကြီးဒုတိယအတွဲနဲ့ကျွန်တော်တို့ ICS ဒီ George Scott ပြုစုခဲ့တဲ့ Gazetteer of Upper Burma and Shan States ဆိုတာကျွန်တော်တို့မောက်မယ်မြို့တမိုင်းကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်းလင်းခေးခရိုင်မှာမြို့၄မြို့ရှိပါတယ်လင်းခေးမိုးနယ်မိုင်းပန်မောက်မယ်အဲ့ဒီမြို့၄မြို့မှာမြို့တစ်မြို့ချင်းစီရဲ့ကိုပိုင်အမှတ်တင်ဂေတလိုကိုအမှတ်တံဆိပ်တွေရှိကြပါတယ်ကျွန်တော်တို့မောက်မယ်ကြတော့ဆင်မြို့ဖြစ်ပါတယ်ကျွန်တော်တို့မောက်မယ်မြို့ရဲ့ဒဏ္ဍာရီရာဇဝင်လေးအရာကန္တာရဝတီတိုင်းကနန်းကျဘယင်မတပါးဟာသူ့နန်းတွန်းအရေးတော်ပုံကြောင့်မောက်မယ်မြို့ကိုလာပြီးမှခိုးလုံရပါတယ်အဲ့ဒီခိုးလုံတဲ့အချိန်မှာသူချင်းချင်းတက်တာကဟင်းနုနွယ်ရွက်ကိုစားကြံလို့သူကမင်းချင်းတွေကိုအခုခိုင်းပြီးရမှာစားပါတယ်အဲ့တော့အဲ့ဒီဟင်းနုနွယ်ခင်းနေပေါ်မှာကစင်ဖြူတော်ကြီးတကောင်ရဲ့မုံကြီးတွေကကြာနေတယ်အဲ့ဒီကြာနေတော့စင်ဖြူတော်ရဲ့မုံကြီးကြာနေတဲ့ဟင်းနုနွယ်ကိုစားပြီးကမှသူ့မှာတရေခကျွန်တော်တို့ရှမ်းဘာသာဖတ်ခုံဆိုတာကဟင်းနုနွယ်ရွက်ကိုပြောတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဘယင်မကြီးမှာဟင်းနုနွယ်ရွက်ကိုစားပြီးတရေခတဲ့အခါကျတော့မွေးလာတဲ့သမီးလေးကိုနမ်းဖတ်ခုံဟင်းနုနွယ်မင်းသမီးလေးလို့ကျွန်တော်တို့ကအမည်တွက်ပါတယ်အဲ့တော့ဒီဟင်းနုနွယ်မင်းသမီးလေးနမ်းဖတ်ခုံမဲ့ဖခင်စင်ဖြူတော်ဟုတ်မဟုတ်ဆိုတာကိုစင်ဖြူတော်ကြီးစီကိုလက်ထဲကိုအပ်ပြီးကမှစင်ဖြူတော်ကြီးကနှမောင်းနဲ့ပွေမြောက်လိုက်ပြီးအစွဲထိတ်ကိုဒီမင်းသမီးလေးကိုတင်တဲ့ခါကျတော့ဘေးမတီရံမခပဲပုတ်ပုတ်ပါပါအစွဲထိတ်မှာတင်နေဆိုလို့ဒီဟာကတော့ငါသမီးပါပဲဆိုတော့စင်ဖြူတော်ကြီးနဲ့သူ့သမီးတော်လေးနန်းဖတ်ခုံဆိုတာကကျွန်တော်တို့မောက်မယ်မြို့တမိုင်းကိုစတင်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီနန်းဖတ်ခုံမင်းသမီးလေးကလည်းကန္တာရဝတီတိုင်းကနေပြီးကမှလာတဲ့မင်းသားလေးနဲ့ပဲအကြောင်းပါပြီးကမှလက်ထပ်မင်္ဂလာပြုလုပ်တဲ့အခါမှာဗိတ်သိက်ပန်းကခေါင်ရမ်းပန်းနဲ့ဗိတ်သိက်တွန်းမြောက်ပါတယ်ခေါင်ရမ်းပန်းကိုကျွန်တော်တို့ရှမ်းဘာသာနဲ့မောက်မိုင်းလို့ခေါ်ရကနေဒီမြို့ရဲ့နာမည်ကမောက်မဲဆိုတဲ့ဗမာအတန်ထွက်နဲ့ရှမ်းအတန်ထွက်ကတော့မောက်မိုင်းဆိုပြီးကမှကျွန်တော်တို့မြို့ရဲ့နာမည်တည်ရခြင်းဖြစ်ပါတယ်။အော်ဒါဖုန်းကြီးเจ้าကြီးပဲ။တသားတွေအကုန်လုံးနဲ့စောက်ထားတာပဲနော်။ဟုတ်တယ်မဒါနှစ်တရာကျော်ရှိပြီတမိုင်းဝင်မဲ့เจ้าပဲမ။အော်နှစ်တရာဆိုမနေတော့ဘူးပဲ။နှစ်တရာနော်။အော်အကုန်လုံးတိသားနဲ့စောက်ထားတာ။တသားတွေနဲ့ကြည်တိုင်းနဲ့စောက်ထားတာနော်။ခုထီတောင်မှပဲဒါကိုရရှိဆက်လက်ထိမ့်သိမ့်ထားတာဒေသခံတွေတော်လို့ပေါ့။ဟုတ်တယ်ရောအခုလဲဝိုင်းဝန်းပြီးတော့ထိမ့်သိမ့်နေတာမ။အော်ဟဲ့ဒီစကောင်လာပန်းမကြီးလားဒါကြီး။အော်ဟုတ်တယ်မအနတ်နေလဲမွေးနေရပဲမ။အေးနော်ဒီဖုန်းကြီးเจ้าနဲ့တခါတည်းစိုက်တာဆိုတော့သူလည်းနှစ်တော့မနေတော့ဘူး။ဟုတ်တယ်ရောသကဝါပြည်နာတီလိုမျိုး
အပြင်ကြည့်ရင်တော့နှစ်တော်တော်လေးကြာတယ်နော် အေးဦးလေးတို့ကလည်းအတော်ပဲမရအောင်မယ်မောင်မယ်ကိုလာတော့မှတမိုင်းဝင်မောင်ဆန်ချောင်းအကြောင်းမျိုးကိုသိကျင်နေရှင်နှစ်တရာလောက်ရှိပြီဆိုတော့အဲ့ဒါလေးကိုလေ့လာလို့ရအောင်ပြောပြပါလားရှင် ကဲဟုတ်ပြီသမီးတို့ရေသမီးတို့အခုလောလာတာဒေတာခန်အနေနဲ့ဦးလေးတို့ကနေပြီးတော့သမီးတို့ကိုကြိုဆိုပါတယ်ဒီစကားပင်ကြီးကတော့စကားဝါပင်ပေါ့ ဟုတ်ကဲ့ အဲ့တော့ မော့ဆန်ဆိုတဲ့အတိတ်ပဲမြန်မာဘာသာနဲ့စကားပန်းလို့အတိတ်ပဲရပါတယ် ဟုတ်ကဲ့ရှင် ဒီကျောင်းကြီးကတော့မော့ဆန်ကျောင်းလို့ခေါ်ရတာကတော့ဒီစကားပင်မော့ဆန်ကိုအကြောင်းပြုပြီးကမှကျောင်းနာမည်အဖြစ်နဲ့ကျွန်တော်တို့ဟိုမော့ဆန်ကဒီလိုဘုန်းကြီးကျောင်းနာမည်အမည်တွန်လာတာပဲဖြစ်ပါတယ်အဲဟုတ်ပြီသမီးတို့ရေအဲ့ဒါသမီးတို့ကိုဦးကအကျောင်းပေါ်ခေါ်ပြီးကမှကျောင်းရဲ့အဆောက်အဦတွေရှေးဟောင်းလက်ရာတန်ဖိုးတွေကိုအကုန်လုံးဦးကရှင်းပြပေးမယ်နော် အော်ဟုတ်ကဲ့ပါရှင် သမီးတို့ဒီအဆောင်ကတော့ ဟုတ်ကဲ့ ရောက်ဖက်ကဥတ္တရအဆောင်ပေါ့နော်ဒီဥတ္တရအဆောင်ရဲ့ဒီထုတ်တန်းပေါ်မှာ ဟုတ်ကဲ့ ဒီမှာမြင်ရတာကရွန်းစာနဲ့ရေးထိုးထားတဲ့အလူကပီးစာတန်းလည်းဖြစ်ပါတယ်ဒီကျောင်းကြီးကိုမြန်မာတက္ကသိုလ်1235ခုနှစ်မှာတည်ဆောက်ခဲ့ပြီးတော့ဆောက်လို့ပြီးစီးတာကတော့1244ခုနှစ်မှာပြီးစီးတာဖြစ်ပါတယ်ဒီဘောမဲ့ပါတော်မူတာကဦးကောင်းလိန်ထုတ်ဒီဘောပြုတ်ဆိုတော့1248ခုနှစ်မှာပါတော်မူတာဖြစ်တော့ဒီဘောမဲ့ပါတော်မမူခင်3နှစ်မှာဒီကျောင်းကြီးကိုပြီးစီးပြီးကမှရေစက်ချခဲ့တာဖြစ်ပါတယ်အလှရှင်ကတော့2ဦးဖြစ်ပြီးတဦးရဲ့နာမည်ကိုတော့ဖတ်လို့မရတော့ဘူးတဦးနာမည်ကတော့ဝန်းနွဲ့နန္ဒာလို့သိရပါတယ်ဒီမှာကတိရေးထိုးထားတာကိုဒါဥတို့ကတွေ့ရမှာဖြစ်ပါတယ်သမီးတို့အဲ့ဒါဒါကတော့မြန်မာစာနဲ့ပဲရေးထိုးထားတာဖြစ်တယ်အလုံးစုံပြု၍ဖြစ်စေနိဗ္ဗာန်နာပစ္စယောဟောတုဆိုပြီးရမှာဒီမှာတွေ့ရှိရတာဒီမှာတက္ကရာကတော့1244ခုဒီမှာအင်္ဂါနေ့လို့ဒီလိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီမှာရေးထိုးထားတဲ့စာကိုကြည်တာနဲ့တပြိုင်နက်ဒီပြီးစီးတဲ့ကာလတက်တန်းမြန်မာနဲ့ကောစာတက္ကရာ1244ခုနဲ့လို့ဥတို့ကသိရှိရမှာဖြစ်ပါတယ်ဒီဆန္ဒတော်တွေကယွန်းဆန်တဲ့ဆန္ဒတော်တွေပဲဖြစ်ပါတယ်ဒီ ဟုတ်ကဲ့ အဲ့တော့ဒီကျောင်းတကာကတော့သူတို့ဇာတိကတော့အခုဇဲမယ်ထိုင်းနိုင်ငံဇဲမယ်အခုခေါ်ကျိန်းမိုင်လို့ခေါ်တယ်ပေါ့ကွယ်အဲ့ဒီကျိန်းမိုင်မြို့အနီးကမိုင်းစင်မြို့ဇာရဲ့တားတော်ရဲ့အဆက်အနွယ်တွေကမောက်မယ်စော်ဘွားအဖြစ်ရောက်ရှိလာတာဖြစ်ပါတယ်အဲ့လိုဖြစ်တဲ့အခါကျတော့ဒီယွန်းလက်ရာနဲ့နောက်တစ်ခါစော်ဘွားကလည်းမန်းလေးနေပြည်တော်နဲ့ကုလူဆက်ဆံမှုရှိနေတဲ့အခါကျတော့ဒီလက်ရာတွေမှာနှစ်မျိုးတွေ့ရပါတယ်မြန်မာလက်ရာတွေ့ရပါတယ်နောက်တစ်ခါထိုင်းနိုင်ငံကနေအခြေပြုလာတဲ့ယွန်းလက်ရာတွေ့ရပါတယ်ဒီမုနီတော်အဆူတွေကတော့ယွန်းလက်ရာဖြစ်ပါတယ်ရာဟောဒေသနာဓမ္မခန္ဓာတွေကိုဒီမှာစော်ဘွားကြီးစခွန်မုံကလူတန်းတာရှိပါတယ်အဲ့ဒါကြောင့်ပေပရပိုက်အခန်းကိုဦးကသမီးတို့ကိုခေါ်သွားပြီးကမှလိုက်လံပြီးမှရှင်းပြပေးမှဖြစ်ပါတယ် အော်ဟုတ်ကဲ့ရှင်အဲ့ဒါဆိုတော့တို့တွေဒီတစ်ခေါက်လာတော့တာတန်နေဟေ့မောက်မယ်နော် ဟုတ်တယ် တကယ်ရှင်အောင်အဆောက်အုံတွေလည်းကြည်ရတယ် ကဲသမီးဒီအခန်းကတော့မောက်ဆန်ကျောင်းရဲ့ပေပရပိုက်ပိတကတ်တိုက်ဖြစ်ပါတယ်အဲ့တော့သမီးတို့အထဲမှာလိုက်ပြီးအားလုံးကိုလေ့လာကြည့်ပါနော် အော်ဟုတ်ကဲ့အထဲမှာဝင်ပြီးကြည့်လို့ရတယ်ပေါ့ ရတယ်သမီးရတယ် ဟုတ်ကဲ့ရှင်ဟုတ် သမီးတို့ဒီဗီဒီယိုကတော့ပေစာတွေထည့်ထားတဲ့ဗီဒီယိုပေစာတွေကိုဥရောကကြည့်မယ်ဆိုရင်စာထုတ်ကျိုးဆိုတာပထမဆုံးတွေ့ရမှာဖြစ်ပါတယ်ဒီစာထုတ်ကျိုးမှာပေထုတ်တစ်ထုတ်ကိုကတိပါလိမ့်နဲ့ ဆိုင်လို့ရတယ် ကိုင်လို့ရတယ်တမီးအဲ့ဒီစာထုတ်ကျိုးမှာဆိုလို့ရှိရင်ဒီမှာမျက်နှိုးပူဇော်ကျိုးကြောင့်တကိုးထင်ပေါ်စသဖြင့်ဒီစာတွေကိုတွေ့မှာဖြစ်ပါတယ်အဲ့တော့ဒီကံကစာထုတ်ကျိုးလို့ခေါ်ပါတယ်အဲ့တော့တမီးတို့ကတိပါနဲ့တည်တည်ချာချာထိုးထားတာပေါ့ဒီ ဒါလေးနှစ်ပေါင်းပြလောက်ရှိပါတော့ ကြောပြီးတမီးရဲ့အဲ့နှစ်ပေါင်းတည်းကြောပြီး ဟုတ်ကဲ့ရှင်
အဲ့တော့ဒီမှာတော့ပေးစာအညွန်းကပီးတန်ဟောပါတယ် တကယ်ချင်းတို့ဒီမောက်မယ်မျိုးကိုလေလာပြီးတော့နှစ်ပေါင်း100ကျော်ရှေ့မောင်ဆန်ကျောင်းအတွင်တွေကဒီပရိကတ်တွေကိုတို့လေးလာခွင့်ရတာတော်တော်လေးတော့တန်သွားပြီနော် အေးတကယ်ချင်းကြီးကတော့မောက်မယ်ကိုလာတဲ့လူတိုင်းကိုတီကိုခေါ်လာတယ် ။ဩအေးပေါ့ဒါရှေးဟောင်းပရိကတ်ဆိုတော့တို့တွေလေးလာမှသိမှာလေနော် ဟုတ်တယ် ဆရာတော်ပတ္တနာဧကဝန္တာကဒီနန်းဖတ်ခုံစီဒီတော့ကျောင်းဝန်းတစ်ခုလုံးကိုထိမ့်သိမ်းဆောက်ရှောက်ထားတာဖြစ်ပါတယ်ခင်ဗျာစုစုပေါင်းစီဒီတော့38စုရှိပါတယ်ခင်ဗျာမောက်မယ်မြို့တီကလေးကနေစပြီးကမှမူရင်းကနန်းဖတ်ခုံစီဒီတော့နေရာမှာခရစ်နှစ်1800ပြည့်နှစ်မှာစော်ဘွားဆိုင်ကြောက်ကလာပြီးကမှစိုးစံတဲ့အခါမှာအဲ့ဒီနန်းဖတ်ခုံဇေဒီကိုငုံပြီးကမှနောက်ထပ်ဇေဒီအပေါ်ကနေပြီးမှတဆူတဲပါတယ်ဒီဇေဒီကတော့ရွန်းလက်ရာမြောက်တဲ့နန်းဖတ်ခုံဇေဒီတော်မူရင်းဇေဒီတော်ဖြစ်ပါတယ်အဲ့ဒီဇေဒီတော်မှာဒီပေထက်ခဲအခရာတင်ပြီးကမှလှူဒန်းတာကတော့ခေါင်းလောင်းကြီးတစ်ခုကိုလှူဒန်းပါတယ်ဒီခေါင်းလောင်းတော်ကြီးကတော့နန်းဖတ်ခုံဇေဒီတော်ကိုလှူဒန်းခဲ့တဲ့ခေါင်းလောင်းတော်ကြီးဖြစ်ပြီးကမှခေါင်းလောင်းပါအလူစာတန်းအရာမြန်မာတက်ကရက်ကောစာတက်ကရက်1218ခုနှစ်မှာလှူဒန်းပါတယ်ဆိုတာကိုသိရှိရပါတယ်ခင်ဗျာဒီကနေ့အချိန်အခါမှာတက်တန်းအဖြစ်164နှစ်ရှိနေပြီဖြစ်ပါတယ်ခင်ဗျာကဲသမီးတို့ရေအခုတော့မိုးရွာနေသေးလို့တို့ဘူးကျော်လေးစားပြီးရမှာဒီမှာခဏလေးစောင့်မယ်ကွနော် ဟုတ်ကျေးဇူးပဲဦးလေးရှင် မိုးတိမ်မှာပဲတို့ရေပြာအိုင်ကိုဆင်းကြတာပေါ့နော်ဒီရေပြာအိုင်လေးကမောက်မယ်မြို့နယ်ဟိုလွန်ကြီးရွာအုပ်စုပန်းတောင်ရွာအနီးမှာရှိပြီးမောက်မယ်မြို့ကနေလာလို့ရှိရင်10မိုင်ပတ်ဝန်းကျင်လောက်ဝေးတယ်ကွအဲ့တော့ကားမောင်းလာလားဆန်ကယ်စီးလာလားမိနစ်20လောက်တော့လာရတယ်ကွ ဩဟုတ်ကဲ့ဦးလေးအဲ့ရေပြားအိုင်နဲ့ရေတွေကလေခွက်ထဲထင်ရောအဲ့လိုပဲအမြဲတမ်းပြားနေတာပဲလား အဲ့ဒါလို့တော့မပြဘူးကွအဲ့ရေပြားတဲ့အကြောင်းကတော့အောက်ခြေမှာတတ်တုတစ်မျိုးမျိုးရှိနေလို့ပြာတာပဲဖြစ်မှာပေါ့အဲ့ရေကိုကျုံးပြီးပလင်းနဲ့ထည့်လိုက်ရင်တော့ရေကအဖြူပဲ ဩငကိုရေအယောင်အကြည့်အဖြူပဲပေါ့နော်ဟုတ်ဒီထဲမှာမြင်းနေရရင်ဒါပြာနေတာပေါ့နော် ဟုတ်တယ်သမီးတို့မိုးလဲတိတ်ပြီးကွရေပြားဆင်းကြမယ်နော် ဟုတ်အနိကသွားကြည့်လို့ရလား ဟုတ်ပြီရတယ်ကွရတယ် ဟုတ်ကဲ့ရှင်ဟုတ် ကဲဖြည်းဖြည်းဆန်းသမီး ဟုတ်ကဲ့ရှင်ဟုတ် ဦးလေးဒီရောက်ပြီဆိုတော့ကြာရေစင့်ချိုးခြင်းနဲ့ရေဒီပိုင်းစင့်ချိုးလို့ရလားမသိဘူး ရတယ်ကွသမီးအကုန်လုံးရေဆန်းချိုးလို့ရတယ်ကူးလို့ရတယ်နော်အေးစေးစေးပြောပါပါသူ့ကိုရေကိုနော်တောင်းလို့ရတယ်ကွနော် ဟုတ်ကဲ့ပါရှင်ဟုတ် သူကတဘာဝရေထွက်ပေါ့လေ ဟုတ်ကဲ့ ဒီနတ်စင်ရဲ့အပေါ်နားလေးမှာရေထွက်အဲ့ဒီကနေထွက်လာပြီးမှစီးလာတာကွ ဟုတ်ဦးလေးဒီရေကန်ဆိုတဲ့တဘာဝကလေရေခမ်းတတ်တဲ့သဘောရှိတယ်အခုကမိုးရသည်မလို့ရေရှိတာလားအမြဲတမ်းပဲဒီလိုရေရှိနေတာပဲလား မဟုတ်ဘူးကွသမီးအမြဲတမ်းပဲ12ရာသီပတ်လုံးသူကရေထွက်နေတာထွက်ပြီးရင်အခုမိုးရွာပြီးကမှနမယွန်းချောင်းဦးတို့ကကြည့်ခဲ့တာရေနောက်နေတာတွေ့လိမ့်မယ်ဒါပေမဲ့ဒီဟာရေမနောက်ဘူးကွ12ရာသီပတ်လုံးအမြဲတစေထွက်ပြီးရေကလည်းအဲ့လိုပဲအမြဲတစေကြီးနေတယ်သမီး ကဲတို့ဒီလောက်လှတဲ့ရေကန်ကြီးမှာဓာတ်ပုံတွေရိုက်ကြမယ်လားရောက်တော့ရောက်ခိုင် ရွာနေပြီးတော့မှလေဟိုလွယ်ကနေပြီးတော့ဒီတခွန်ထီကိုဘယ်နှမိနစ်လောက်ကြာလဲမသိနော်လမ်းလျှောက်လာတာ 3မိနစ်5မိနစ်လောက်ပဲကြာရင်မှ စိုက်ခင်းတွေကလှလိုက်တာနော်စိမ့်ဆိုးနေရပဲမိုးတဲ့မဟုတ်လို့ရှင်တော့လာလေတဲ့လူတွေရများမှာပဲနော် ဟုတ်တယ်မဒီလာလေတဲ့လူရများတယ်ယူကိုလည်းဒီတစ်ခွန်ကနာမည်ကြီးရတယ်ဒီကောင်လာလေတဲ့လူကရများတယ် တ
ငယ်ချင်းရဲ့အခုမောင်းဆောင်မုံခုရေတကွန်လာလဲတာအဲ့ဒါမိုးရွာနေလို့ခဏထိုင်ဆောင်မယ်နော် ကိုကလည်းခဏပါတကယ်ရှိရင်တို့ခဏလေးသွားကြကြဆောက်မယ်အဲ့ဒီကားပဲမိနစ်လောက်မောင်းရမယ်မသိဘူးနော် 10မိနစ်15မိနစ်လောက်ကြာတယ်မှာ မဆုံးခမင်္ဂလာပါ မင်္ဂလာပါ နမ်ဟူလာလေဆိုတော့အထက်မှာလည်းရှိတယ်ဗျအဲငါးခုလေးပါလေအဲ့ထဲမှာဆိုရင်ကျွန်တော်လည်းပြပေးလို့ရတယ်ဗျ အခုကျမတို့ရောက်နေတဲ့နေရာပေကမှာရှိလဲ ခုငါးခုနေကကျွန်တော်မောက်မမြို့နယ်ပေါ့နော်မောက်မမြို့နယ်နမ်လို့ကျော်အုပ်စုကဒူးလေးကျွော်မှာပေါ့နော်ကဒူးလေးကျွော်အနောက်ဖက်လက်ဖာလုံးလောက်ပေါ့နော် အခုရေဘာဖြစ်လို့သူများငါကူလို့ပြောဒီချောင်းကပါချောင်းလို့ခေါ်တယ်လဲ ဒီချောင်းတော့ကူထဲနဲ့ထွက်လာတဲ့ချောင်းပဲချောင်းနာမည်တော့မရှိဘူးနော်ငါးခုလို့ဘာဖြစ်လို့ပြောလဲဆိုတော့ဟိုအရင်ဘိုးဘွားရှင်ဆက်ကြတဲ့ကနေမှအဲ့ကူထဲမှာငါးလေးပါရှင်းမရေလေအဲ့ထဲနဲ့ထွက်လာလို့အဲ့မျိုးတော့ငါးကူလို့ခေါ်တော့ဘောနော်ရေထွက်ငါးကူလို့အဲ့မျိုးဘောနော်ကျွန်တော်ဒီရေကလေသူရေထွက်တော့ဘယ်မှာရှိတော့မတည်ဘူးဘောနော်ဟိုတစ်ခါလေးထူးခြားတာကျွန်တော်ဒီမှာမိုးမရွာဘူးဒါပေမဲ့တခြားဒေသကနေမိုးရွာတော့ရေကတူတူသူအနောက်လိုက်လာတယ်တစ်ခါဒီမှာမိုးရွာလို့ကျွန်တော်ဒီအောက်မှာနှမြင်းချောင်းကိုရှိတယ်အဲ့ဒါတော့ရေနောက်တယ်ဒီကောင်မနောက်ဘူး အော်ထူးဆန်းလိုက်တာနော် အဲ့ဒါအထဲတော့ဝင်ကြည့်လိုက်မယ် ဟုတ်ကဲ့ရှင် ဖြည်းဖြည်းတော့ချော်ရတယ် ဟုတ်ကဲ့ရှင်ဒီငါကူမှာတေချိန်မှာအလဲလာတဲ့လူလေးအများဆုံးလို့ပြီးဘူး ဟုတ်ကဲ့ဒီငါးခုမှာတော့ခမများတော့ကျွန်တော်တို့နေရာဒီចောင်းပေးရပါတော့အလုပ်လေဟိုဝန်ထမ်းလည်းပါရောဝန်ထမ်းပေးရက်လေပါလေပေါ့နော်ကလေးလေးပါခမများတော့ဒီနေရာဒီចောင်းပေးရပေါ့အဲ့အချိန်မှလည်းသူကရေပါကြည်ရဆိုရင်မှဒီမှာလည်းနေရာပါရှိတယ်ဒီချိန်လောက်ဆိုရင်ရေတွေပါနောက်တော့လည်းလေလေးလို့တိတ်မရှိဘူးပေါ့နော်နေရာဒီတော့ခအများဆုံးပေါ့ ဟုတ်ကဲ့ကိုဒီရေကတော့ဒီတိုင်းဟိုတပဝရေပဲဒီတိုင်းပဲထွက်သွားတာပေါ့ဘာမှဘယ်မှအတုံးမပြူပေါ့ဒီတိုင်းတပဝပဲပေါ့ မဟုတ်ဗျကျွန်တော်ဒီအုပ်စုတစ်ခုလုံးဒီရေပဲအတုံးပြတယ်ဗျကျွန်တော်အုပ်စုနမ်လို့အုပ်စုတစ်ခုလုံးပေါ့နော်ဒီရေကျွန်တော်အတုံးပြဆိုကျွန်တော်အောက်မှာ10ရှိတယ်ဗျခါအဲ့မြင်ရတဲ့10ရလေကျွန်တော်ပါလေတုံးပြလို့ဆိုကျွန်တော်တွင်းဆိုရင်ကျွန်တော်တို့ကလေဖြစ်လေရေဖြစ်တုံးပြတယ်ပေါ့နော်ဒီຫນွေပိုင်းဆိုတော့ကျွန်တော်ဒီ6ဆူချန်လို့တံပြချန်လို့အတွက်တုံးပြတော့ပေါ့ အော်ဒီရေတွေကတော့ဒီရွာတက်တော့အတုံးတဲ့တာပေါ့နော် မောက်မယ်မြို့နယ်ဟာချောင်းမြောင်းပေါ်များလာတဲ့မြို့နယ်တစ်ခုဖြစ်တာမို့စပါးပဲပြောင်းနှံတံမြလိုက်ချီရှောက်ချိုစတဲ့စိုက်ပျိုးရေးထွက်ကုန်တွေထွက်ရှိပါတယ် ဟုတ်ကဲ့ကျွန်တော်6ဆူတီးရမောက်မယ်အတွက်ထွက်ကုန်တစ်ခုဖြစ်ပါတယ်ဗျကျွန်တော်ဒီအခု6ဆူတီးရတော့ပြင်းရင်နေတော့တောင်ကြီးပေါ့ဗျနော်နောက်ပြီးမှတောင်ကြီးနေတော့ရန်ကုန်လို့မန္တလေးလို့လက်ရှိုးလို့နေမှထပ်ခွဲတော့တာလည်းရှိသေးတယ်ပေါ့ဗျ6ဆူတီးဆိုရင်တော့မောက်မယ်အနေတွက်မယ်ဆိုဧကပေါင်းတော့1000ကျော်လောက်ရှိနိုင်တယ်ဗျအဲ့တော့မဲတော့ဆိုပေါ့ဇက်ဟန်ဖားပေါ့ဗျကျွန်တော်နမ်လို့ကြောက်စုကိုခံကြေးရွာပေါ့ဗျဟုတ်ကဲ့ကျွန်တော်အခုမောက်မယ်ကျွန်တော်6ဆူတီးဆိုတာကျွန်တော်ကနာမည်နည်းနည်းစထွက်တာတော့5နှစ်အတွင်းလောက်ပေါ့ဗျဒါပေမဲ့ကျွန်တော်ဒီ6ဆူပြင်စိုက်တာတော့ကျွန်တော်ဘိုးဘွားဖြစ်ကြတဲ့ပေါ့ဗျဒီ6ဆူတီးစင်းတော့ကတော့ကျွန်တော်ချမ်းမာလာယူတယ်ဆိုရင်တော့ဈေးနှုန်းကတော့350 400လောက်ပေါက်တယ်ဗျဒီတောင်ကြီးလို့မန္တလေးရောက်သွားရင်တော့ဈေးကတော့ပိုပြီးမြင့်ပြီးမှ900 800 1000ပေါင်းကျင်လောက်ရောက်သွားတယ်ဗျ ဘီလက်မြေပြုလို့ရမှာကုန်ကျန်းတစ်ခုဖြစ်တဲ့ဂိုရန်ကြောက်အမြောက်များထွက်ရှိတဲ့ဒေသဖြစ်ပါတယ် ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်စက်မှုလက်မှုကဏ္ဍကနေစက်မှုထွက်ကုန်တွေအဖြစ်ကျွန်တော်တို့နေအလိုက်ရှိနေတဲ့ထွက်ကုန်တွေထဲမှာဂေါ်ရန်ကြောက်ဆိုတာဘီလက်မြေလို့လို့ရှိရင်မဖြစ်မနေပါရမယ်စက်မှုကုန်ကျန်းတစ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီဂေါ်ရန်ကြောက်ကိုမြန်မာနိုင်ငံမှာတွေ့ရှိနိုင်တာကတော့မောက်မယ်မြို့နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကတီဘောမြို့2မြို့ပဲရှိပါတယ်ဒီ
ဒီကုန်ကျန်းအဖြစ်ထုတ်လုပ်တဲ့ဂေါ်ရန်ကျောက်မောက်မယ်မျိုးကတော့မောက်မယ်မျိုးရဲ့ကျွန်တော်တို့အရှိတောင်ဘက်9မိုင်အကွာမှာကြောက်တောင်ကြီးတစ်ခုရှိပါတယ်ဒီကြောက်တောင်ကြီးကနေကျွန်တော်တို့စက်မှုကုန်ကျန်းအဖြစ်ဂေါ်ရန်ကျောက်ကိုထုတ်လုပ်တဲ့အပြင်ဒီကုန်ကျန်းကနေကြောက်ကိုကျွန်တော်တို့ရုပ်ထုအမျိုးမျိုးဖျားရုပ်ထုအမျိုးမျိုးကျွန်တော်တို့ထုလုပ်ပြီးလဲမြန်မာတနိုင်ငံလုံးကိုဖြန့်ဖြူးနေတာဖြစ်ပါတယ်ဒီကျွန်တော်တို့မျိုးရဲ့အမှတ်တရထွက်ပုံဖြစ်တဲ့ဂေါ်ရန်ကျောက်ကိုကျွန်တော်တို့ဒီအနောက်ကျောင်းဆရာတော်ကနေအမှတ်တရအနေနဲ့ခုလိုပြသထားခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီကဂေါ်ရန်တွေကိုဆက်မှုကုန်ကြဟောဘီလက်မြေအတွက်ဆက်မှုကုန်ကြဖြစ်သေးယူပါတယ်ငယ်ချင်းရေဒါတော့ခေါင်းဆောင်ကြောက်ကနေအယုတ်ကြီးလောက်တဲ့မမမျိုးရဲ့အကြီးဆုံးဥကျော်လာရဲ့အလုံးယုံပေါ့နော်။နောက်ထပ်ကိုရန်ကြောက်လောက်တဲ့ယုံဘယ်နှယုံရှိသေးလဲမသိဘူးနော်တကယ်ချင်း နောက်ထပ်တော့အရင်စိတ်ယုံသေးနေယုံရှိရ ကြားရုပ်ဗျ ။အော်ဟုတ်ကဲ့။ဒါကိုလုပ်ဖို့အချိန်ဘယ်လောက်ကြာလဲမသိဘူးနော်ဟုတ်။ တစ်ပတ်လောက်ဗျ အော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါတွေကိုလုပ်ပြီးရင်ဘယ်ဈေးကွက်ကိုတင်ဖို့လဲမသိဘူးရှင် အော်သူများလာအမှားတာဗျ တကယ်ချင်းငါတိတဲ့လောက်ကတော့ဒီမောက်မရနေပြီးတော့ဒီအယုတ်ထုယုံနေမဟုတ်ဘူးပေါ့နော်။ကိုရန်ကြောက်တယ်မောက်မရနေအများကြီးပို့ပေးနေရတယ်ဘီလက်မျိုးဆက်ယုံအတွက်လဲလေ။အော်ဒါအကျန်းတွေထုတ်ထားတာနော်။ အော်ဟုတ်တယ်မ ဦးလေးဒီအယုတ်ပုံလေးတစ်ဆူဆိုရင်ဘယ်လောက်ပုံဆိုရမလဲမသိဘူးရှင် 9000ပါတမီး ။အော်9000ဟုတ်ကဲ့ရှင် လေဒီကြောက်တိုင်လေးရောဘယ်လောက်လဲဒီလိုလဲ ကျောက်တိုင်က4000กว่าရှိတယ် တေးသေးလေးရော ဒီဟာက2500 ။ဒီကိုဒီကိုရောက်တော့လေအယုတ်အသေးလေးတွေတယောက်တစ်ခုစီဝယ်သွားကြရအောင် ကောင်းတယ်ကောင်းတယ်ဒီဝယ်ကြ ရှေးဟောင်းကျောင်းတွေစီဒီပထူတွေနေပတ်စရာရေတကွန်တွေရေပြားအိုင်နဲ့ငားကူစတဲ့နေရာတွေအပြန်ခီးမှာလက်ဆောင်ဖြစ်ဝယ်သွားနိုင်တယ်ဂေါ်ရန်ကျောင်းနဲ့ထုလုပ်ထားတဲ့လက်ရမြောက်လာတဲ့ရုပ်ထုလေးတွေရဲ့ရှောက်ချူသီးတွေတန်ညာသီးတွေလိုင်းချီသီးတွေပေါ်လာတဲ့မောက်မယ်မျိုးလေးကိုတစ်ခါတစ်ခေါက်အလေလာခဲ့ဖို့ဖိတ်ခေါ်ပြစီရှင်